နောင်နာများရဲ့အဝေးမှာအသက်60နှစ်အထက်လူကြီးတွေကိုဘဝတစ်လျှောက်မှာဘယ်အရာကိုနောင်နာရပါသလဲလို့မေးမြန်းပြီးစစ်တမ်းကောက်ကြည့်တဲ့အခါဘဝမှာလုပ်ခဲ့မိတဲ့အရာတွေထက်မလုပ်ခဲ့ရတဲ့အရာတွေကြောင့်ပိုပြီးနောင်နာရနေခဲ့ကြပါတယ်။ပြောကျင်တိုင်းမပြောခဲ့ရတာမကြိုးစားခဲ့မိတာဝါသနာပါတာတွေမလုပ်ခဲ့ရတာချစ်ကြောင်းဝင်မခံခဲ့တာစသဖြင့်သူတို့ဘဝမှာနောင်နာရစရာတွေဟာမပြုလုပ်ခဲ့မိတဲ့အရာတွေတက်တာဖြစ်တဲ့ပျော်ရွှင်မှုတွေမှာ expire date ရှိပါတယ်ငငယ်တုန်းကဖန်ဂေါ်လီပြစ်ဒဏ်ကစားကြတဲ့အခါဂေါ်လီလုံးလေးတွေအများကြီးစုမိရင်တိတ်ကြည်နူးမိတာပေါ့အခုချိန်မှာတော့ဖန်ဂေါ်လီလုံးလေးတွေအများကြီးဝယ်နိုင်လဲမဝယ်တော့ဘူးပျော်လဲမပျော်တော့ပါဘူးကျွန်တော်တို့လိုချင်တဲ့အချိန်မှာရမှအဲ့ဒီຢာကတန်ဖိုးရှိတာမျိုးပါလိုချင်တဲ့အချိန်တုန်းကမရရင်နောက်ဆိုမလိုချင်တော့ဘူးဆယ်တန်းကျောင်းသားဘဝတုန်းကစောင်းဝဲမှာအမှတ်များတဲ့အခါဂုံတူးတွေရတဲ့အခါအယမ်းပျော်ဖို့ကောင်းခဲ့တယ်လောကမှာငါကအတော်ဆုံးဆိုတဲ့ခံစားချက်မျိုးကိုကြိုးစားခဲ့တာတွေအရာထင်သွားပြီဆိုတဲ့အသည့်မျိုးနဲ့အဲ့ဒီခြေတုန်းကကိုဟာအပျော်ဆုံးလူသားပဲအခုခြေအသက်အရွယ်တွေရလာပြီးလုပ်ငန်းခွင်တွေတီးတီးရောက်ကြပြီဆိုတဲ့အခါဆယ်တန်းတုန်းကအမှတ်တွေဂုံတူးတွေကတိတ်အရေးမပါတော့ဘူးပိတ်ဆံပိုရှာနိုင်တဲ့သူကပို့တော်တာပဲပိုထင်ကြီးကြတာပါပဲအဲ့လိုပေါ့ပျော်စရာတွေဟာသူ့ချိန်နဲ့သူပါပဲဒါကြောင့်ပြစ္ဆုတ်ပံမှာနေပြီးပျော်စရာတွေကိုလုပ်ပါလိုချင်တာတွေကိုကြိုးစားယူပါနောက်ဆိုအဲ့ဒီအရာတွေကပျော်စေတော့မှာမဟုတ်ဘူးအရေးပါတော့မှလည်းမဟုတ်ဘူးအတိတ်ကိုပြန်ကြည့်လိုက်တိုင်းကြည်နူးစရာတွေပျော်စရာတွေနဲ့ပြည့်နဲ့နေအောင်သူ့ချိန်နဲ့သူပျော်ခဲ့ပါကြိုးစားခဲ့ပါအဓိကကတော့နောက်မှနောင်တမရအောင်ပေါ့ကျွန်တော်တို့ဘဝမှာပျော်ချင်တိုင်းမပျော်ခဲ့ရတာတွေကိုယ်အိမ်မက်တွေနောက်မလိုက်ခဲ့ရတာတွေကဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကြုံနေခဲ့လို့ဖြစ်မလာသေးတဲ့အရာတွေကိုအတွေးလွန်ခဲ့ကြလို့ပါပဲတခုခုဆိုမလုပ်ရသေးဘူးဖြစ်ပါမလားဆိုတဲ့ negative ဘက်ကိုအရင်တွေးတယ်အဲ့အတွေးဟာစိတ်အားထက်သန်မှုကိုပိတ်ဆို့လိုက်ကြတာပါပဲဘယ်ရာကကောင်းတယ်ဘယ်ရာကတော့ဖြစ်အစမပြေနိုင်ဘူးစတာတွေကိုချစ်ချေစဉ်းစားပါကိုယ့်ရဲ့လုံနိုင်စွမ်းတွေကိုယုံကြည်ပါကိုယုံကြည်မှုရှိခြင်းဟာအောင်မြင်မှုအတွက်ခြေတလန်းပို့တာပါပဲအယမ်းမစိုးရိမ်ပါနဲ့မပူပန်ပါနဲ့နောင်နာရစရာတွေထဲမှာချစ်ချင်းမေတ္တာတွေကိုဆုံးရှုံးလိုက်ရတာမျိုးလူတစ်ယောက်ကိုဆုံးရှုံးပြီးမှတန်ဖိုးနားလဲတာမျိုးဒါတွေဟာတိတ်ကိုနာကျင်စရာကောင်းပါတယ်ချစ်တဲ့သူတွေနဲ့အခြေကောင်းတွေမဖန်နီးခဲ့မိတာမိဘကိုကျေးဇူးမဆက်လိုက်ရတာကိုချစ်တဲ့သူတွေရဲ့တန်ဖိုးကိုလျှက်လွှရှုခဲ့မိတာစသဖြင့်ပေါ့လူတစ်ယောက်ကိုချစ်မိတဲ့အခါဝန်ခံလိုက်ပါအဲ့အတွက်ကိုမှဘာမှနစ်နာမသွားဘူးတကယ်လို့ကိုမပြောလိုက်ရပဲဝေးကွာသွားမှပြောခွင့်မရတော့တဲ့အခြေရောက်မှနောင်တရပါလိမ့်မယ်သူ့ဘက်ကလက်မခံနိုင်ခဲ့ရင်တော့ကိုချစ်တာကိုသူသိသွားပြီဆိုတဲ့အသည့်ကပိုပြီးနောင်တကိန်းပါလိမ့်မယ်ဘဝမှာချစ်ချောင်းဝန်ခံဖို့တတိနဲခဲ့တဲ့အချိန်တွေကတိတ်ကိုနှမျောစရာကောင်းတော့ပါတယ်ချစ်တဲ့သူတွေကိုအချိန်မပေးခဲ့မိတာတွေအလုပ်တွေထဲမှာနေနေရင်မိသားစုကိုဂရုမစိုက်မိခဲ့တာတွေကလည်းနောင်တရစရာတွေပါပဲမိဘတွေကိုဂရုမစိုက်ခဲ့တာတွေဟာသူတို့မရှိတော့မှနောင်တရလိမ့်မယ်ကိုမိဘနေရာရောက်တဲ့အခါခံစားတတ်လာလိမ့်မယ်ကိုသားသမီးစီကကြားချင်တဲ့စကားလုံးတွေမိဘကိုမပြောခဲ့ရတာတွေအတွက်လိပ်ပြမလုံးဖြစ်ရပါလိမ့်မယ်ဒါကြောင့်ဘဝမှာနောင်တကင်းကျင်ရင်ကျေးဇူးရှိသူတွေကိုကျေးဇူးဆက်နိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်လူကြီးတွေကပြောကြတယ်သူတို့ရဲ့ငယ်ရွယ်နှုတ်ပြခဲ့တဲ့အချိန်တွေကိုခဏလောက်ပြန်လို့ချင်ပါတယ်တဲ့သူတို့ရဲ့စိုးရိမ်စိတ်ကြောင့်မလောက်ခဲ့ရတာတွေကိုပြန်လုပ်ချင်တယ်ချစ်မိတဲ့သူတွေကိုချစ်ကြောင်းဝန်ခံခြင်းနဲ့အဓိကလွတ်လပ်ပျော်ရွှင်စွာနေကြည့်ခြင်းနဲ့အသက်ကြီးလာတဲ့အခါကျန်းမာရေးကြောင့်လူကျင့်ဝတ်တွေကြောင့်စသဖြင့်စိတ်သွားတိုင်းကိုမပါနိုင်တော့ဘူးဘဝတစ်လျှောက်လုံးစိုးရိမ်စိတ်တွေအတွေးလွန်ခဲ့တာတွေအတွက်နောင်တရပါတယ်တဲ့ဒါကြောင့်လူငယ်တွေနဲ့အရွယ်ရှိသူတွေကိုပြောချင်တာကပျော်အောင်နေပါအတွေးဆိုးတွေကိုသတိထားပါစိုးရိမ်စိတ်တွေကိုလျှော့ချပါနောက်မှဆိုတဲ့စကားလုံးတွေကိုမသုံးပါနဲ့တော့
expire date နဲ့ပျော်ရွှင်မှုကိုအရသာရှိတုံးစားသုံးပါအခွင့်အရေးရှိတုံးချစ်ပါတန်ဖိုးထားပါလူကျင်နာတွေအတွက်ကြိုးစားပါတစ်ချိန်တည်းသာရှင်သန်ခွင့်ရှိတဲ့ဒီဘဝကိုနှုံနာကင်းစွာနေထိုင်ပါ